ကျွန်တော်ပြောချင်တာဗမာပြည်ကြိုဖြစ်တာဘာသာရေးသာသနာရေးမှုပညာရေးကြောင့်ကြိုဖြစ်သွားတာအဲ့ပညာကိုကုလချီကိုတန်ဖိုးထားအောင်မမသိဘူးပညာနဲ့ပတ်သက်မြစ်တဲ့မြောင်လို့အောင်မဆိုကုရက်ထိလောက်ရအောင်မမသိဘူးပညာရေးကတနေ့တခြားနေနေတယ်ခလေးတွေသိပါတယ်ဘာလို့တော့ဆရာမကနေကြက်ဆိုကြက်ထားပဲအဲ့တော့ကြက်တော့အောင်တဲ့ခါကျကြက်ဆယ်တန်းပေါ့ဒါနဲ့ဒီတဲ့မြေဆိုကြက်ကတူရောက်တော့အမှန်တည်းမြောက်ကြက်မှုကြက်ကတူတို့ပါတော့တပီလုံးကြက်ဖြစ်ကုန်ပညာဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးစဉ်းစားဖို့သင်ရတာ how to think ဘယ်လိုစဉ်းစားဖို့စဉ်းစားနည်းကိုမသိသမျှကလာဘူးပညာတတ်တယ်ဆိုတော့ဘယ်တော့မှမသိပဲမရှိဘူးကျွန်တော်တို့ကအဲ့ပညာရောက်နေကြခဲ့တာသိစိတ်ပြဖို့ကောင်းပါလေဗျာဒါတွေပြောရင်ကျွန်တော်ရင်းနဲ့နားနာပါလေဗမာပြည်ကြီးမှာအစစ်တန်းနူးလို့ပြင်ညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေတာသေချာစွာစဉ်းစားလိုက်ရင်ပညာခြေကနဲ့လို့သာပါတီကြီးကွဲပြာအလွယ်လွယ်မှဖြစ်ပေါ်နေတာပညာမရှိလို့စိတ်တွေမမြင်ကြတာဝမ်းနေစရာယခုခေတ်ကြီးမှာတွေ့နေရတာကလေးတငယ်များမှာဘာစကားဆိုရရာသတိစားလျှောက်သီးစေးပြရေခဲကြောင့်နဲ့မြေပဲလောပါကြော်ရောဩကားရောက်နေရရှာကြားရမြကလေးများနဲ့ရောင်ရဲတင်တင်ပြောခြင်းကပညာမရှိလို့အခုလိုဖြစ်ရတာတိုင်းပြည်ကလွတ်လပ်ရေးရပါတယ်ဘယ်လိုလွတ်လပ်ရေးလဲဆိုတော့ပညာမတတ်တဲ့လူငယ်တွေလက်ထက်ရောက်ခဲ့တဲ့လွတ်လပ်ရေးအဲ့တော့ပြောရတာမကောင်းပါဗျာအားနာပါလေကျွန်တော်ဟုတ်တကယ်ပြောတာပါဒါမဲ့အောင်သိကိုယ်တိုင်ကလည်းပဲရင်နဲ့နားနေလို့ပြောတာနော်ခဏတို့နဲ့အတူတူရင်နားတဲ့အဲ့မှာအောင်သိပါတယ်နော်ဟုတ်လားအခုဆိုပါတော့စာကြည့်တဲ့ခင်ဗျားတို့ဇီးကုန်းမှာပြောခဲ့တယ်စာရိုက်ကလေးလို့ပါစာရိုက်ကြတာဟောဘယ်နေရာပို့ထားမှာမသိဟုတ်လားခလေးတွေကြတဲ့ခါကျကမြင်ရောထားတယ်လူကြီးကြတော့အားကစားတယ်ဟုတ်လားခလေးတွေကစားတဲ့ကွင်းလေးကြမလို့ဆိုလူကြီးကြခေါက်ကွင်းကြအကြီးကြီးလုပ်တယ်ဟုတ်လားတကယ်တော်မတရားတာဟုတ်လားပြီးတော့ကြမှာဟုတ်ဘာသေးဒိဋ္ဌိစာမှာတစ်ချက်ကြီးကျင်းဝင်တယ်တစ်ချက်ကြီးကျင်းဝင်တော့ဘာစဘာထွက်သူလည်းထားပါတော့လားခလေးလူငယ်တွေကိုဥပစားလို့ရှိရင်နာကဘယ်လိုလုပ်မလဲခေါင်းကဟိုကောင်ပြောတော့ပါတယ်ဟိုကျွန်တော်ပြောလူငယ်တွေကိုရွှေ့ရှားမှနာကတောက်ပါမယ်ဆိုတာခလေးတွေကြဥပစားခလေးပညာရေးဘာလုပ်ပြီလဲဟုတ်လားကျွန်တော်တခုတည်းကျွန်တော်ခင်ဗျားတို့ပြောပြဘဝမှာအရေးကြီးဆုံးအချက်ကျွန်တော်လည်းဘယ်ရောက်လို့ရောက်မှလည်းမသိဘူးသိခန့်တော့ဗျာကျုပ်ပြောချင်တာရှောက်ပြောတော့မှာပါခင်ဗျားတို့လည်းဘုရားတရားသာအောင်မပြီတော့ဟဲ့တောင်တွင်းကအောင်သိဆိုတော့ယူကြကြပါကွာတောင်ပြောပြောချင်တာပြောကြတော့ခင်ဗျားလူတယောက်ရဲ့ဘဝမှာအရေးကြီးဆုံးဘာထင်တော့မွေးတယ်သေးတယ်မွေးခြင်းနဲ့သေခြင်းရဲ့ဘဝထားလိုက်တော့အဲ့မွေးခြင်းနဲ့သေခြင်းရဲ့ဘဝမှာအရေးကြီးဆုံးကကျမ်းမာရေးနဲ့ပညာရေးမွေးရတဲ့အသေးလေးမွေးသွားပြီးသွားတယ်မွေးရတဲ့မျက်စိကမကောင်းပါမကန်းနဲ့အကန်းလေးမွေးလာမယ်အကျိုးလေးမွေးလာမယ်အပဲ့လေးမွေးလာမယ်အယူရလေးမယ်ဟာသွားပြီဘောဗျာခင်ဗျာဘောကဘာအိဗယ်ရှိသလိုကျမ်းမာရေးအဲ့ကျမ်းမာရေးကိုဘယ်သူကပြောလဲဆိုတော့ပြားတွက်ကြည့်တော့ကိုယ့်ဘဝကိုပြားတွက်ကြည့်တော့ဝိမွေကျအဲ့ကလေးကိုခင်ဗျာဘသူကူးဆိုင်တော့ကျမ်းမာဖို့ပြကူးဆိုင်ရတာဘသူကူးဆိုင်တော့အမေဟာကလေးချီးပြောတာချီးမာတာဝိသွားလားသေးပါလားမပေါ့လားကိုဘူးလားကိုလွတ်လားနိုးအန်လားမအောင်လားဟာကျမ်းမာရေးကူးဆိုင်ပြီလားပြီးတော့မှ
နည်းနည်းလေးအသိဉာဏ်ရှိတယ်ဟဲ့ကောင်လေးအဲ့ဒီကမသွားနဲ့အစွန်းတော်ကြကြဟဲ့ဓာမကဲနဲ့ရှာမိရတော့ပူပေးပေးသွားတာဒါပညာရေးမဟုတ်လို့ပါတယ်ပရမကျမ်းမာကြီးနောက်ပညာရေးနောက်ကြတော့ကြောင်းထားပြီးတယ်မအေးရမတင်တတ်တော့ဘူးအဖေရမတင်တတ်တော့ဘူးကြောင်းသွားဆရာမအသိဒါလုပ်ပြရတာပဲဘဝမှာကျမ်းမာရေးနဲ့ပညာရေးကျမ်းမာရေးရပါလဲဆိုဘဝရှင်သာမှုလို့အတွက်ပညာရေးရပါလေသူ့ဘဝကိုသူပြန်ပြီးတော့ကိုမရှိသည့်တိုင်အောင်မိဘမရှိသည့်တိုင်အောင်သူ့ဘဝသူရက်တည်နိုင်မို့လို့အတွက်ကိုသိပေးတော့ဆိုတာပညာရေးပဲဟာတကယ်ရိုးလေးရဲ့ကျွန်တော်ပြောတာဘာမှအဆမ်းမပါဘူးတကယ်ကျွန်တော်ကတခါတည်းမှာစဉ်းစားတဲ့အခါမှာအယိုးဆုံးစဉ်းစားရတယ်အယိုးစဉ်းစားအခြေခံကြဆုံးစဉ်းစားရတယ်ပထမဆုံးကကျမ်းမာရေးပါဆိုအသက်ရှင်မှုနောက်ကြတဲ့ခါကျပညာရေးပါဆိုအဲ့ဒီအသက်ကိုပြန်ပြီးစောင့်တည်နိုင်မလို့သင်ပေးရတာမဟုတ်ဘူးလားဟုတ်လားကဲဟုတ်လားသင်ပေးတဲ့ခါကျတချို့ပညာကြီးကမိဘမသင်နိုင်တော့မိဘမသင်နိုင်တော့မှဆရာမကိုအားရတာဒါကြောင့်မို့လို့ခင်ဗျာအယိုးအစစ်ဆုံးလေးကျတော့တွက်ပြပါနော်မိသားစုတစ်ခုမှကြည့်လိုက်သားသမီးရဲ့ကျမ်းမာရေးကိုဘယ်လောက်လွတ်ဆက်ဂရုစိုက်တယ်လဲကြည့်နှစ်သားသမီးရဲ့ပညာရေးကိုဘယ်လောက်ထိအောင်အရင်နှီးမြုပ်နှံတယ်လဲတကယ်နားလဲတဲ့သားသမီးကဟုတ်နောက်ကကောင်မလေးရှိတယ်ပြေချာနားထောင်တော့ဘာမှပြောတာပြေချာနားတော့မင်းတို့ကိုကြောင်းထားတဲ့အတွက်ကြောင့်တခါတည်းမှာကျူးရှင်ထားတဲ့အတွက်ကြောင့်တခါတည်းမှာဘော်ဒါထားတဲ့အတွက်ကြောင့်မလို့မိဘထမင်းတက်လို့လျှော့စားရတယ်နော်ထမင်းတက်လို့လျှော့မစားရင်တော့မှဟင်းတစ်ခွက်စားတဲ့စားတစ်ခွက်လျှော့ပြရတယ်မင်းတို့ပညာရေးအတွက်အဲ့ဒါလုပ်ပေးတာနော်အရင်နည်းတွေနော်ဘာလဲမျိုးစစ်သည့်အတွက်အရင်နည်းကိုယ်သားသမီးတို့ရေးတယ်ဒါကြောင့်မလို့မိသားစုတစ်ခုကိုကြည့်လိုက်လို့ရှိရင်သူ့သားသမီးအတွက်ကျမ်းမာရေးအတွက်ဘယ်လောက်အခုခါပါလဲပညာရေးအတွက်ဘယ်လောက်အရင်နည်းမြုပ်နှံလဲအဲ့ဒါကြည့်လိုက်လို့ရှိရင်အဲ့ဒီမိသားစုတက်တော်မဲ့သားအောင်ပြီးတော့ကျမ်းမာရေးအတွက်လည်းအရင်နည်းမြုပ်နှံတယ်နော်မိဘသမီးတို့လို့လျှော့စားတယ်ပညာရေးအတွက်လည်းပဲဟိတစ်ခွက်လျှော့စားတယ်အဲ့ဒီမိသားစုတက်ပဲသားအောင်ပြီးတော့အဲ့ဒီလိုပဲမြို့တဲ့တစ်မြို့နယ်မှာကြည့်လိုက်လို့ရှိရင်မြို့တဲ့မာယာကဘာညာမှာဒါကောင်းစီဘာညာပြောကြတယ်ကာကြီးခါဝေးနေပေါ့ဗျာအဲ့သူတို့တွေကအဲ့မြို့နယ်ရဲ့ကျမ်းမာရေးအတွက်ဘယ်လောက်လုပ်ပေးသလဲဒါဟာမကြောက်ပဲအမှတ်ရတော့မသိဘူးအခွန်ကြတော့ကောက်တယ်ဆိုသွားတော့ဟုတ်တယ်လေသိဩမနေကိုလူကိုကရိုးပြောတာသူ့ကြောင့်ဘလို့တော့ကြာမနေ့ကထမင်းစားဖိမ့်ပါစသူတို့ကခဏဆိုရင်တော့ကြားတယ်အဲ့ဒါနောက်တစ်ခါပညာရေးအတွက်ဘယ်လောက်လုပ်ပေးသလဲအဲ့ဒါမျိုးနေဖို့ရှိနောက်တစ်ခါနိုင်ငံတော်ကိုကြည့်အဲ့နိုင်ငံတော်ရဲ့ဘတ်ဂျက်လို့ခေါ်တဲ့ဗန္ဒာရေးမှာပညာရေးအတွက်ဘယ်လောက်သုံးလဲကျန်းမာရေးအတွက်ဘယ်လောက်သုံးလဲအဲ့ဒီအစိုးရရဲ့စေတနာတိုင်းပြည်ပေါ့ဘယ်လောက်ရှိတယ်မရှိဆိုတာတန်းသိတယ်ခုတော့ပညာရေးအတွက်ဘယ်လောက်သုံးမှလည်းမသိဘူးကျန်းမာရေးအတွက်ဘယ်လောက်သုံးမှလည်းမသိဘူးကြိုးလည်းမသိဘူးတခုရှိတာသိကြတော့အဲ့ဆေးရုံသွားရင်ပိုက်ဆံပါရတယ်အဲ့တော့ပြောချက်ကျွန်တော်ပြောနေတာပညာအဲ့ဒီခုနဥစ္စာပြန်ပြီးဆက်ပြီးကောက်လိုက်လို့ရှိရင်ခုနကပြောရတယ်ဗမာပြည်မှာရှိတဲ့အသက်ဥဆံမိုင်အုပ်ချုပ်ရေးလို့ခေါ်တဲ့ခမရတို့ရဲ့ကုန်းမောင်ဆက်ကြီးရွှေဘုံမင်းဆက်ကြီးအဲ့ဒီလွတ်လိုက်တဲ့အတွက်ကြောင့်မလို့ခုနကပြဘာလို့ဟုတ်ဆွေ90မြို့90ဆိုတာဒီနော်အဲ့ဒီဥစ္စာတွေကြောင့်မလို့ထွက်ပြေးတော့ဗမာပြည်ကပဲထွက်ပြေးတော့အင်းလေးတိုင်းပြည်ထွက်ပြေးတာပေါ့အင်းလေးကပိုင်းနေပြီလေထွက်ပြေးတဲ့ခါကျတော့ဒါကြောင့်မလို့ခင်ဗျားတို့မန္တလေးနန်းတော်ထဲမှာကခဲ့တဲ့နန်းတွင်းရာမသတ်တော်ကြီးကဘယ်ရောက်တော့ဖြားပုံ
ဆရာတော်ကြီးကျွန်တော်ဆရာပါဆရာတော်ကြီးရဲ့ဖျားဖို့ရာမဆိုအကြီးဆုံးဖြစ်သွားတယ်ဘာလို့နေပြီးတော့မှမနေဝင်းတော့မင်းမြောင်မင်းလွာဖြစ်နေအဲ့တော့အောက်ပမာပြီးမှသွားပြီးထုံးရတယ်ကျွန်တော်ပြောချင်တာကစကလုံးတစ်လုံးတော့တည်းနဲ့ပြောလိုက်တော့မယ်ဗျာရက်စမလားတော့မသိဘူးဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကိုပြည်သူကရွေးသွားလို့ကြုံဖြစ်သွားတာအဲ့ဒါပဲခင်ဗျားတို့ရွှေဘုံမင်းဆက်တွေစဉ်းစားကြဖို့ကျွန်တော်ပြောတာစကလုံးနည်းနည်းလွန်လိမ့်မယ်ဒါမှကိစ္စမရှိကားရောက်မှကြည့်ရှင်တော့မှာဘာကြောင့်လဲဆိုလူတွေကလူအခွင့်အရေးကိုသိလို့ရတယ်ဘာလို့ဆိုလူဖြစ်နေလို့ရှင်းရှင်းလေးတယ်အဲ့ချိန်မှာဘာရေးတယ်ဆိုပညာကျွန်တော်တိုင်းပြည်ကဘုရားဆန်းကသိကိုတော်တဲ့ပုဂ္ဂိုလ်ပါကတော့ဟိုကောင်ပြောသွားတာပဲဟိုမော်တာချိုပြောသွားတာကျွန်တော်ကပြောလိုက်အောင်လားမသိဘူးကြွားတာဖြစ်ချင်းဖြစ်မလားမသိပါဘူးဘုရားအောင်ဆန်းရဲ့အကိုဦးအောင်ဆန်းရဲ့အကိုဦးအောင်ဆန်းသူကကျွန်တော်မွေးစားကားကြီးလို့ဖြစ်သွားတာသူ့အိမ်မှာနေခဲ့ရတာအဲ့တော့ဦးအောင်သားအကြောင်းလည်းသိတယ်အောင်ဆန်းအကြောင်းလည်းသိတယ်ဦးအောင်သားရဲ့ကလေးဆိုကျွန်တော်ကိုလက်ရှိဦးလေးအောင်တယ်လို့ခေါ်တာဦးလေးလို့ခေါ်တာကျွန်တော်အဲ့လောက်ထည့်အောင်နေခဲ့ရတာထားလိုက်ပါတော့ကျွန်တော်ဒါဒီသိမပြောတော့ပါဘူးခုပြောချင်တဲ့အစားကောင်းလေးတွေကောင်းမလေးသူဖြစ်ကလေးကျွန်တော်ပြောချင်တယ်ဟိုကလေးတွေတော်များလဲကျွန်တော်လက်မလာပြီးထိုးခိုင်းကြတာကျွန်တော်စိတ်ထဲမကောင်းဘူးကျွန်တော်စိတ်ထဲမကောင်းစားဝိသဝင်းနေပေါ့လေဟောငါစာအုပ်ကလေးဖတ်ကြတာပဲဆိုလက်မထုတ်ပြီးထားလိုက်ပါတော့ကျွန်တော်ပြောတာအဲ့ဒီကလေးတွေကိုထားပြီးတံမိုးထားပြီးကျွန်တော်ပြောတယ်ဆိုသူတို့ကိုမျောလေးရက်ထားတာလူကြီးတွေကမျောလေးရက်မရှိတော့ဟုတ်လားအလိမ္မာသာမာရှိတယ်ဟုတ်ပါတယ်အသက်40ကျော်လို့မလီမာရင်ဘာသာဖဖမလီမာတော့ကျွန်တော်ပြောနေတာခုသာကြည့်တဲ့ကျွန်တော်ခမရတို့မြို့မပြောဘူးဗျာကျွန်တော်တောင်တွင်းကြီးမြို့ကျွန်တော်ဇာတိပါအောင်သိတောင်တွင်းကအောင်သိမှာကျွန်တော်မြို့ပြောတယ်ဟိုးကျွန်တော်စိုက်ကြတယ်ရှိမရှိတဲ့ခါကျအဲ့နေမှာရောက်တဲ့ခါကျလူပဲကျွန်တော်ထိုင်းပြီးတော့အဲ့မှာရှိတဲ့ကောင်းလေးဒီကောင်းလေးချမ်းလာပါတယ်ကျွန်တော်စာပေတပည့်စာသင်တပည့်ကျွန်တော်အကြောင်းဆရာလည်းလုပ်ခဲ့ကြအောင်တပည့်တွေတွေ့တဲ့ခါကျမင်းတို့ကွာလို့အဲ့မှာဥလှကြိုင်နဲ့မှတ်ပြီးတယ်ညမယ်ဥလှကြိုင်ကအဲ့မြို့နယ်ဥက္ကဋ္ဌဖြစ်နေဥလှကြိုင်ကအရင်ကတည်းကတည်တယ်ကိုလှကြိုင်လို့ခမများကျွန်တော်တောင်ကြီးမှာစားရတဲ့နေရာမှာပြေးနိုင်မလားဆိုပြီးပါမယ်တဲ့ဆက်ခါကျကြိုက်လို့ရဆိုကျွန်တော်ပြောတဲ့ခါကျပြီးမယ်ဆိုရတဲ့ခါကျကျွန်တော်ကဒီမဲလို့အဲ့ကောင်လေးတွေလည်းရှိကျွန်တော်တပည့်တွေလည်းရှိရမင်းတို့ကပြောမယ်လို့ငါဟာစာရေးဆရာစားလေးရေးပြီးတော့ထမင်းတလူစားရတာပါမချမ်းသာဘူးလို့ဆိုငါတသိမ်းမားတယ်မယ်ကွာအဲ့တော့ကတသိမ်းပေါ့လုံခဲ့တဲ့ဘာလို့ပါခုနှစ်လောက်ကတသိမ်းပေါ့လေငါတသိမ်းမားတယ်မယ်ကွာမင်းတို့မထင်ဘူးနောက်ကြဖြစ်တယ်ပေါ့စာရေးလိုက်ဖြစ်သွားတော့စာရေးနေရာပေးမယ်ဆိုပြီးတဲ့အစားကြရိုးတော်ခါမရဲ့နေရာလေးတနေရာမှာပြေးလိုက်တယ်သိမကြည့်ပါဘူးဘာတီဘာမှမဖြစ်တော့ပါဘူးဒီစင်းရဲ့လေးခွက်စာလောက်ပဲရှိမယ်အဲ့စာကြီးကလေးပြေးလိုက်တယ်ပြေးတယ်ဆိုဖြစ်သွားပြီကွန်ပျူတာ3လုံးရှိတယ်အခုကွန်ပျူတာစာကြီးကွန်ပျူတာစာသိအဆင့်မြင့်ကွန်ပျူတာမဟုတ်ဘူးတောက်လိုက်အောင်သိဟာလာစာအုပ်ဘယ်နည်းကဘယ်ခါတော့ပါပြီးသားခုဖြစ်သွားပြီဟာလာကျွန်တော်ခင်ဗျားတို့ဟိုရတဲ့တနေ့ကလည်းပြောတယ်ခင်ဗျာအိမ်တော်စုတစ်ခုကိုခင်ဗျာလက်ဖေးတစ်ခွက်စာမပြီးနိုင်မလားတလားကိုခင်ဗျားတို့လက်ဖေးတစ်ခွက်ဘယ်လောက်ပြီးရ200ပေါ့ဟုတ်လားမပြီးနိုင်ဘူးလားဟာလူတွေကသိစိတ်ပြဖို့ကောင်းတယ်ကျွန်တော်ခင်ဗျားတို့ကြည့်ပြီလေခင်ဗျာညံ့နေလက်ဖေးတစ်ခွက်စာတလား200မပြီးနိုင်ဘူးလားပြီးစမှာစာရေးတိုက်ဆိုတဲ့စာရေးတိုက်ဘူးရှိရတယ်စာရေးမှုမရှိလို့ချင်းဟာအောင်သင်းကစာရေးမှုပါညာစင်းတဲ့ဝန်ထမ်းလို့ပြီးလည်းပြီးတော့အောင်သင်းကမိမရောက်တခြားရွာပါသွားရဲ့ခါကျဒီမှာမရှိတော့ဘူးအဲ့စာအုပ်တွေကို
တာဝန်ကိုရှိတဲ့ပိတ်ပေါ်ဆက်တဲ့ပိုက်ဆံပေးထားတဲ့စာရိုက်မှုရှိကိုရှိရမှာမရှိရင်အဲ့စာရိုက်ပြက်ပြီးသားအောင်ပြီးတော့ခရလှုပ်ဆမ်းပါအဲ့ဒါနဲ့ပြောအောင်တောင်လေးကြီးကြောင်းကိုပြောတာကွယ်ရမှာပြောရတာဟိုမှာလည်းမပြောပါဘူးဘာလို့အဲ့ဒီကကာကြီးခါဝေးကြောက်နေရလေဟုတ်လားအဲ့ဒီမြို့တော်ခမ်းမကြီးဆိုတော့မြို့တော်ခမ်းမကြီးရဲ့ခြေသားလေးတနေရာမှာပြလိုက်တယ်အဲ့ဒါကျွန်တော်တငယ်ရင်ကိုလက်ကြိုက်ကပြီးခဲ့တဲ့ဥစ္စာအဲ့ဒီဥစ္စာကိုနောက်ရောက်လာတဲ့ဥစ္စာအခုရှိမှာပေါ့တော်ကြပြုတ်တော့မှာဘာသူ့ဟာသူဒါတွေကသူတို့ကခဏယာယီတွေပါသူကပြောတယ်တဲ့ဟာဒီစာရိုက်ကိုဗျာမြို့တော်ခမ်းမရဲ့ရှေ့မှာထားတယ်ကြောက်တာရှိမပေးဘူးလို့ပြောတယ်ဟာသူဒေါသဖြစ်တာဆိုသူတို့ကမြို့တော်ခမ်းမဆိုတာယူအကြီးဆောက်တယ်ဆောက်ပြီးတော့မှအဲ့ထက်မှာပေါ်ပြီးတော့ကျွန်တော်ဟာအားလုံးဒီနေ့ပြောတာဟာအဲ့ဒါကိုပြီးကျင်တာဓမ္မယုံကိုပြီးနဲ့ဓမ္မယုံဘာဖြစ်တော့ဟာနားကြီးတာပဲရှိတယ်ပဋ္ဌာန်းနေဖွင့်ပြီးတော့တစ်မျိုးလုံးနားကြီးနေတာဘယ်ဟာတမိုးရှိမှကိုမသိတဲ့တိုင်းပြည်စာကြည့်ရတဲ့ခမမြို့တော်ခမ်းမနဲ့ဘယ်ဟာတမိုးရှိတော့ကိုတော့ပြောလို့ပေါ့ကလေးတွေကစားဝင်ကြတော့မပေးချင်ဘူးပြီးတော့ကြဘယ်သွားလို့လဲဆိုအခုလည်းမြို့ထဲမှာရန်ကုန်မြို့ထဲမှာတခုတွေ့ခဲ့တဲ့ဥစ္စာတခုရှိတယ်သာသင်ရောင်လေးတခုအဲ့ဒီဥစ္စာကိုမိခင်နဲ့ကလေးများစောင့်ရှောက်ရည်တဲ့အဲ့ဒီဥစ္စာတွေပြန်ပြီးကားလို့ဘာလို့လဲဆိုတော့ game time ဖွင့်မလို့လေဟာဟုတ်လားဒီကြောင်းတဲ့ခမgame time နဲ့ဘယ်ဟာတန်မှုရှိရော game ဆိုတာကလေးတွေကောင်းလေးတွေကောင်းမလေးတွေပြောလိုက်မှညီတို့လည်းပဲ game ဆိုတာဒါဆိုတော့နေပြီးဟိုကောင်သားဒီကောင်ရှာဒီကောင်ပြေးဟာလွတ်အောင်ဟောဒါစက်ကြုံဟိုခိုင်းတာလုပ်နေရတာစက်ကခိုင်းတာလုပ်နေရတာအဲ့ဒါအဟုတ်ကြီးထင်မနေနဲ့အဲ့ဒါညီတို့ကောင်မလေးတွေကောင်းလေးတွေတတိထားမင်းတို့ကောင်းလေးတွေစက်ကြုံစက်ခိုင်းတာလုပ်နေရတာတစ်စက်တည်းပြောလိုက်အောင်ပါကွာတို့ကကလေးတွေကဘယ်နဲ့ဖြစ်ဆိုကြုံစိတ်ပေါက်သခင်စိတ်ကိုမပေါက်ကြိုစိတ်နဲ့သခင်စိတ်ကဘာကွာလဲဆိုတော့သခင်ဆိုတာကိုယ့်ဘာသာကိုခိုင်းတာကြိုးစားသူများသခင်ခိုင်းတာလို့ပါတာမေဖေကဟဲ့ထားဒီချိန်စာကြည့်ဆိုတဲ့ခါကျမှမေဖေကသို့မဟုတ်ဆရာခိုင်းမှထပြီးစာကြည့်လို့ဆိုတာကြိုစိတ်ခေါ်တယ်သူများခိုင်းလို့လုပ်တာကိုခိုင်းရတယ်ကိုငယ်ငယ်ခိုင်းရတယ်နော်သမီးတို့သတိထားတော့ကိုခိုင်းကိုမခိုင်းလို့ရှိရင်ကြီးရင်သူများခိုင်းတာခါရတယ်အဲ့ဒါသတိထားသိအရေးကြီးတယ်ဆိုတာကိုအမိတ်ပေးရတယ်ပေါင်သင်ထစာကြည့်ဟာအဲ့လိုလုပ်ရတာအခုကဒီထဲမှာပြောတဲ့ဆိုတာပြိတ္တကထောင်တောင်းရှိပါတယ်ငါ့ကိုပြောလို့ရှိတယ်ဆရာဦးအောင်သိန်းကလူငယ်တွေကိုအဲ့လိုပြောနေတယ်တဲ့အဲ့လိုပြောတော့လူငယ်တွေဘယ်လောက်များဖြစ်မြောက်လာမယ်ထင်လဲငါပြန်ပြောတော့ပြောရမလားကျွန်တော်မပြောလိမ့်ဘူးလို့ဒါမှတခုရှိတယ်တော့အဲ့ဒီကောင်ကမဂ္ဂဇင်းထုတ်တယ်ကောင်ခင်ဗျားတို့မဂ္ဂဇင်း1000ကုန်လားလို့ဘယ်ကုန်လို့မလဲ1000ဗမာပြည်မှာလူကြီးဘယ်လောက်ရှိလဲ52တန်းရှိတယ်တော့ချုပ်ကခင်ဗျာလူ100မှာတယောက်ပုတ်ဘူးလို့လူ1000မှာတယောက်ထွက်လို့ရှိရင်အများလို့ဘာလို့လောကကြီးကိုပြောင်းလဲသွားတဲ့ဥစ္စာလူ900လောက်နဲ့ပြောင်းလဲသွားတာတော့ဟုတ်ဘူးလားဘုရားဆရာတို့နိုင်ငံခြားထွက်သွားတဲ့ရဲဘော်3ကြိတ်ထဲပါအဲ့ဒီ3ကြိတ်ပဲရှိတယ်အဲ့ဒီ3ကြိတ်နဲ့ဗမာပြည်ပြောင်းသွားတာလူ30ဟုတ်လားပြောချင်တာအခုဒီမှာဈေးကုန်းမှာပြောလိုက်တယ်အခုဒီနေ့ညပြောလိုက်တယ်အဲ့ဒီကလေးတွေမှာဟိုကောင်လေးတွေကောင်မလေးတွေရှိဟာ9ယောက်ထွက်လာရင်ကျေနပ်ပြီ
တော်ပြီသိမပြောလဲနဲ့လူအားလုံးကိုဘယ်တော့မှပြောလဲနဲ့ဘယ်တော့မှအများကြီးပြောလဲထားလို့မရဘူးဒါပေမဲ့ဒီသေးရဟောတဲ့ထဲမှာတယောက်ကိုခိုင်းတဲ့ဟာပေါ်လာရင်ကျွန်တော်တော်ပြီတယောက်ပေါ်လာရင်တော်ပြီအဲ့တယောက်ဒီဇီကွဲရဲ့ခေါင်းဆောင်ဖြစ်လိမ့်မယ်ဒါကျွန်တော်တကယ်ပြောတာသူလည်းမရပါဘူးလူတော်တော်များများဟာသူများနောက်ကလိုက်နေကြတာကိုခိုင်းတဲ့လူကသိနေတယ်ထားလိုက်တော့ဆိုကြပါလို့အခုကလေးတွေဆိုတော့ကျွန်တော်ကလေးတွေကိုဦးစားပေးပြောပြတယ်နော်ခဏကျွန်တော်တို့လူကြီးတွေကျွန်တော်ခွင့်လို့ပါသိချတွက်တယ်ဆိုတော့ကိုမလာကိုစဉ်းစားပြီးတွက်တဲ့ကလေးကသိနေတယ်ဆရာမကိုမေးလိုက်ချင်တာကြီးပဲရှိတယ်ဟာဘာဒီဖြစ်ကိုလဲဆိုတဲ့ခါကျတော့အကုန်လုံးကဆရာမကိုမေးဖို့ပဲစိတ်ကူးနေတယ်ဘာလို့ပြရမှာလဲကိုမကိုတွက်ဖို့ကိုမကိုစဉ်းစားဖို့ကိုမကိုရှေ့ကြိုပြီးတွက်တဲ့ကလေးကတရားမှတယောက်မရှိဘူးလို့ထင်တယ်ပြကြတကယ်မလို့ကြည့်ကြဘူးဟိုအရင်နှစ်ကခုနက TV ဖွင့်ပြတဲ့ခါကျတော့ပြပြီးတော့ပေါ့လေဗီဒီယိုဖွင့်ပြတဲ့ခါကျကျွန်တော်ပြောခဲ့တဲ့ဥစ္စာတွေပြတွေ့ရတယ်တွေ့တဲ့ခါကျကာတော်ရှိစောနေပါလားဗျကျွန်တော်အောင်းမိမိတယ်တော်တော်ကိုကျွန်တော်ပြောခဲ့တာပဲအခုလည်းပဲကျွန်တော်ပြောအောင်ပါဟိုသူကဗမာပြည်ကတရားဇာတာပေါ်ကျော်ရတယ်ဘာညာနဲ့စွတ်ပြောတာမပေါ်ကျော်ဘူးလားဆိုပေါ်ကျော်ပါတယ်တကယ်လည်းပေါ်ပါတယ်ရေနံတို့ဘာတို့ရတစ်တော့ဘာညာတစ်တော့နဲ့ရေနံပဲရွှေငွေလီလီဗမာဟာရှောက်ပြောနေဒါမှလည်းကိုပါကိုမလုပ်တတ်ဘူးမလုပ်တတ်တဲ့ခါကျပါဆိုနိုင်ငံခြားအကောင့်နဲ့ဝင်လာတဲ့ခါကျတို့ဗမာလူမျိုးကြပါလဲအဲ့ဒီမှာပေါတူပေါပြတဲ့တော့ဟာကြွေးကြော်တာနဲ့သွားပြီကူလီမျိုးရဲ့တို့ဗမာတိုက်ပြဘူးလို့သမိုင်းနဲ့မကဘူးပထဝီပါပြက်နေဘာလို့အေယာဝတီမြစ်တောင်ဘယ်သားစီးရမှာမသိပဲဖြစ်ဟုတ်လားဟိုနာရွှေတူးလိုက်ဒီနာရွှေတူးလိုက်နဲ့ခုမြစ်ကဘယ်စီးရမှာမသိပဲဖြစ်တကယ်ကြည်ခွဲစရာပါကိုတော့ကျွန်တော်ပြောချင်တာဟိုရေလုံးကပြောခုတော့နည်းနည်းထပ်ပြောချင်တယ်ရှိသေးတယ်အထူးသဖြင့်ကလေးတွေသိထားလူကြီးတွေကိုသိပြောကြမလို့ကလေးတွေကိုပြောချင်တာအဲ့ဒါပြောချင်တာဘာလဲဆိုတော့ငါကွန်မြူနတီသင်တန်းတွေဆိုရှယ်လစ်သင်တန်းတွေတက်ခဲ့ဦးတယ်မတ်ဆွာရာတွေသင်တန်းတွေတက်ခဲ့ဦးတယ်ငယ်ငယ်ရှိပါတယ်ဟိုလက်တက်တင်းခေါ်တာပေါ့နော်ဆက်လောက်ပေါ့အဲ့လောက်မှတက်ခဲ့တာအဲ့ဒီမှာသင်တန်းတက်ခဲ့တဲ့ထဲမှာဆွဲနေတဲ့ equation ခေါ်တာပေါ့ညီမချင်းကိန်းနဲ့လေးတစ်ခုကြံရခဲ့တယ်အဲ့ဒါကုရက်စီဆွဲတယ်ကြိုက်လဲကြိုက်တယ်အဲ့ဒါဘာလဲဆိုတော့သဘာဝအပေါင်းလူအားညီမချင်းတန်ဖို့အင်္ဂလိပ်လို့ဆိုရင် nature plus labor power is equal to value တဲ့သဘာဝနဲ့လူအားနဲ့ပေါင်းမှတန်ဖိုးဖြစ်တယ်ဥပမာဆိုတော့အကုန်လုံးဟာသဘာဝကြီးပဲဒီသဘာဝဒီတိုင်းအဲ့ဒါကိုလူအားနဲ့ပေါင်းလိုက်မှတန်ဖိုးဖြစ်တယ်ဆိုတဲ့ခါကျတော့ဥပမာဆိုတော့ကွယ်သဘောကရှော့လဲရဲသွားခွာရတယ်အဲ့ရှုပ်ကိုလောက်စာလုံးလိုက်ရင်ရှုပ်ကဘာမှ
မပြည့်အောင်တဲခွာလာခဲ့ရောဒါမှလောက်စားလုံးလိုက်တော့လောက်စလုံးတရားကိုဘလောက်ဖြစ်သွားတယ်ဟာအဲ့ဒါကိုဥပုပ်လုပ်လိုက်လို့ရှိရင်ဥပုပ်ရဲ့တံပိုးကလောက်စလုံးနဲ့တံပိုးရှိတယ်အဲ့ဒီဥပုပ်ကိုပါကတုတ်ကလေးတွေခြံလိုက်လို့ရှိရင်ထွန်းလိုက်လို့ရှိရင်အယုတ်ကလေးတွေလှုပ်လိုက်လို့ရှိရင်ထည့်ပေးလိုက်ရင်ပိုးတံပိုးပြည့်သွားတယ်အဲ့မှာသူပြောတဲ့ဥစ္စာ if nature is cancelled တဲ့အင်္ဂလိပ်တော့ဗမာလိုတော့ဖြစ်အဲ့ဒီသဘောဝသည်အလကားရတာဟုတ်တယ်လေခုအောက်သေးစကားပြောတာဒီတိုင်းလေးနဲ့ပြောတာဟုတ်လားလေးအလကားရတာမင်းအသက်ရှိနေတယ်ပိုက်ဆံပေးရလို့လားရှူတယ်ကြိုက်တယ်လို့ရှူဟုတ်လားဒါပေမဲ့လို့မင်းဘောတကားဝါရှော့မှာတွားပြီးတော့မင်းဘောတကားလေထိုးတဲ့ခါကျတော့ခင်ဗျလေးပဲဗျာအလကားရတာပဲလို့ပြောဟိုကောပါရိုက်လို့ဟုတ်လားသိသားကြည့်ပါအဲ့တော့ပြန်ပြောသဘာဝအပေါင်းလို့ဟာဒီမြရေးတက်ဖို့အဲ့ဒီမှာသဘာဝတွေအလကားရတာဒါကြောင့်ဘလို့လုံအားတည်တာလဲတတ်ဖို့တဲ့အဲ့ဒီလုံအားတည်တာလဲတတ်ဖို့ဖြစ်တဲ့ကြောင့်ဘလို့အဲ့ဒီလုံအားကိုထုတ်ပေးတဲ့အလုံသမားသာလဲလုတ်တဲ့သူသာလဲဒီတတ်ဖို့ရလိုက်တယ်အဲ့ဒါမတ်ဝါဒရဲ့တော်လိုင်းကြီးပောက်ကွဲလာတဲ့ပထမဆုံးဒီမြရေးကိန်းတယ်မယ်ဗျာသို့တော်လည်းပဲအရေးရှင်တို့ဒနာရှင်တို့ပညာရှင်တို့ဆိုတဲ့သူတွေရဲ့လုံအားကိုရှော့တက်တဲ့အတွက်ကြောင့်ဘလို့ကွန်မြူနတီဝါဒကြီးဟာဒီလောက်ထိအောင်မအောင်မြင်မဲ့နဲ့ကြာဆုံးသွားတယ်လို့ငါယူဆတယ်ဒါပေမဲ့လက်ခံချက်ခံမခံချက်ဒါကိုဖာကိုစဉ်းစားကြဒါမဲ့ငါပြောချင်တာကအဲ့ဒါကိုပြောချင်တာဗရဏပြောချင်တဲ့ဥစ္စာကောင်းလေးတွေကောင်းပါလေးတွေပြောချင်တာဘာလဲဆိုတော့မင်းမွေးလာတော့ကဘာထူးလို့လဲအတူတူပဲဘာပါလာလို့လဲဘာမှမပေါ့အတူတူကြီးပဲမင်းမှာဘာတံမိုးပါလာလဲဘာမှမပါဘူးအတူတူကြီးပဲရွှေလင်မနဲ့အချင်းစိတ်မေးပွေးတဲ့မင်းတွေဆိုသူဝရိမြမှာတရွေးဖွာလို့တရားမင်းနဲ့ဂုံပြရင်သူတင်းလဲပဲလူကြပြေအောက်မှာအုပ်ဖို့ကောင်းတဲ့ဆနွန်းတော်ကိုမျိုးသူမြေပြင်းနားမှာကိုပြည့်ကြတဲ့ဘန်းစုံနဲ့မွေထုတ်လိုက်သူတင်းလဲပဲလူဟိုရင်းဒီရင်ပဲသူမှနှခါအပူမပါလာသူချီနှချောင်းလက်နှချောင်းကောင်းလေးရလဲမှာပြူဘယ်သူပဲဘယ်ဝါပဲလူတွေကဆွဲထုတ်လိုက်တဲ့လူတိုင်းပြည်တိုင်းငါတော်ကိုအုပ်ချုပ်သူဘုံယုံကြည်လဲကျုပ်လိုလူအားလုံးတူတူထားပါခမရလဲလူခမရတူမှာဖယားမထူပါအင်္ဂလိပ်ပိုလန်ဂျာမန်ရုရှားလူဘယင်ကကြီးလဲခမရလိုကျုပ်လိုလူမွေးစဉ်ခါအားလုံးအတူတူဟာအတူတူပဲမင်းလည်းသူများတယ်မထူဘူးငါလည်းသူများတယ်မထူဘူးအားလုံးတူထားတာဒါပေမဲ့သဘာဝတော့ပါလာတာသေချာနားထောင်တော့အရေးကြီးတဲ့စကားတွေပြောတော့ပဲမင်းကိုမင်းလုံအားဘလောက်သွင်းတယ်လဲဒါပဲလုံအားသွင်းရင်သွင်းတော့မင်းတံမိုးတက်လာတယ်တဒနတကိုရဆရာတဲ့ကတော့ဘီမဟာဝိဇ္ဇာဘာညာပြောမနေနဲ့အဲ့ဒီတက်သွားတဲ့ကျောင်းသားတွေဟူသမျှအဆင့်မြင့်သွားတဲ့ဟူသမျှသူ့ကိုယ်သူလုံအားသွင်းထားတယ်မင်းဘလောက်သွင်းတယ်လဲမင်းကိုမင်းလုံအားသွင်းရင်သွင်းတော့တံမိုးတက်လာလိမ့်မယ်ဒါဟာကောင်းလေးတွေကောင်းမလေးတွေမှတ်ထားဖို့လို့ပြောတာမင်းကိုမင်းသတိထားပါအဲ့ဒါကိုမေ့နေကြတယ်မင်းကိုမင်းဘလောက်ခိုင်းထားတယ်လဲမင်းကိုမင်းလုံအားဘလောက်သွင်းထားတယ်လဲအဲ့ဒီပုံမှာတည်တယ်အဲ့တော့ဆက်လက်အောင်မယ်စကားရှည်လည်းသိခံကြတော့တချို့ကိုရုကိုကျိုးကြီးပွားသွားတာရှိပါတယ်သိတော်တဲ့လူရှိတယ်ကိုရုကိုချင်းခါရကိုအတွေ့အကြုံနဲ့ရင်းနှီးကြီးပွားသွားတဲ့လူတွေရှိတယ်နော်အဲ့ဒီလူတွေရောနောက်ဆုံးပြကြတော့ငါအတွေ့အကြုံပြောတာနော်သိကြီးပွားသွားချမ်းသာသွားတယ်ချမ်းသာသွားတဲ့ခါကျသိချမ်းသာသွားတဲ့လုံငန်းကြီးလာတဲ့ခါကျဘာလို့ရလဲဆိုတော့သူ့စီမှာအုပ်ချုပ်ရေးအတွက်စည်ရင်တိုင်းအတွက်အကုန်လုံးပြင်ပြတတ်တဲ့လူတွေပြန်ခါရတာကြီးပဲ management အုပ်ချုပ်ရေး accountant စည်ရင်တိုင်းပ
ညာတတ်တဲ့လူတွေပြန်ခေါ်ရတာသူကိုသူကိုရုကိုချူကြီးပွားသွားတာမှန်ပါတယ်တချို့လည်းကပ်ရပြီးကြီးပွားသွားတာတော့ရှိပါပေါ့ကွာနှခမ်းတွေကပလီဆိုရင်လူမြင်တိုင်းကြောက်ကြသည်တိုက်ပြီးအကျိုးကိုနှိုးစော်တော့ပြီးအမှကြောက်စရာမလိုပြီးရှင်းရှင်းပဲဖော်ထုတ်ချင်ပါသည်တကယ်ကြောက်စရာမှသည်ဗမာလူမျိုးချင်းချင်းတို့သည်အထက်လူကြီးကိုကတ်ခါမိပြီးထင်တိုင်းပလီသည်ကိုယ့်ကငယ်သားနိုင်ခြင်းသည်အဲ့ဒါတွေကြောက်ပါသည်ဒီကိုကောင်းမွေးတဲ့ကပလီတဲ့ဟာမင်းတို့ကလက်ခုပ်ကြည့်နေကြတယ်စုပ်ပြီးတချင်းနေဆိုးနေဒီနေ့တော့တချင်းဆိုးပေါ်ကြီးများဖြစ်နေလားလည်းမသိပါဘူးအဲ့ကပလီရဲ့ရှိပါပေါ့ကွာဒါထားရတော့ပြောရလားအဲ့ဒါတွေတွက်နေတယ်မင်းတကယ်တော်ကျင်သလားတကယ်တတ်ချင်သလားတကယ်ကိုကြီးပွားကျင်သလားမင်းကိုမင်းဘယ်လောက်ထိအောင်လောကသွင်းထားလဲကြည့်ပါဘယ်လောက်စာဖတ်တယ်လဲဟိုအရင်နှစ်ကလည်းပြောခဲ့တဲ့ဥစ္စာတွေပါသေးတယ်ဟုတ်လားတခုရှိတဲ့ဥစ္စာပြန်အဲ့ဒါလေးနဲ့ပြန်ကောက်လိုက်မယ်မင်းပညာသင်နေဆိုတာဘာလဲဆိုတော့လည်းအရင်ကပြောခဲ့ပြီဘူးလေထပ်ပြောမယ်ပညာသင်နေဆိုတာပညာလက်ဆင့်ကမ်းတာဟုတ်လားဟိုပညာသင်နေဆိုတာတိရစ္ဆာန်တွေအစသင်နေဆိုတာရှိပါဘူးကွာလူနဲ့ဟိုတိရစ္ဆာန်တွေမှာလူကတိရစ္ဆာန်တွေဟာတာတဲ့ဥစ္စာ၃မျိုးပဲရှိတယ်ဆိုပြောခဲ့တယ်လူရဲ့တိရစ္ဆာန်တွေမှာတိရစ္ဆာန်ကလူရဲ့တာတာတွေအများကြီးရှိတယ်ဟဲ့တော့လူကတာတယ်လို့ထင်တယ်မဟုတ်ဘူးတိရစ္ဆာန်ကတာတာတွေများမင်းမြင်လောက်ပြီးကြလို့လားငါလောက်ရေကူးနိုင်လို့လားမင်းစဉ်းစားကြည့်လေဆင်းလောက်အားကြီးလို့လားဟုတ်လားပြတ်တွက်ကြည့်ပေါ့ဟာမြင်းလောက်ပြည့်မလားငါးလောက်ကြီးမကူနိုင်ဘူးဟုတ်လားဟာလူအပြင်စီလို့ဖို့ကောင်းပါလေကျွန်တော်အစည်းအဝေးနဲ့ဘာညာနဲ့ဥက္ကဋ္ဌနဲ့ဘာပတိနဲ့ဘာနဲ့ညာနဲ့မလုံးနဲ့ပြားလောက်မကောင်းဘူးဟုတ်လားပြားတွေရဲ့စီလုံးမှုကသိကြီးတာစိတ်ကောင်းတာဟုတ်လားဟိုပြားတော့ငါပြန်သွားတယ်ဟိုဘက်မှာပန်းတော်ကြီးတွေ့တယ်ဆိုပြန်လာပြီးတော့သတင်းပို့တာသတင်းပို့တဲ့ဥစ္စာတို့လူလို့တော့ဟိုကအနောက်ဘက်မှာပန်းတော်ကြီးတစ်ခုတွေ့တယ်ဆိုတော့ပြန်လာတဲ့အခါပန်းတော်ကြီးတစ်ခုတွေ့ဝိနေတယ်ဟေးအဲ့ဒါဟုတ်အဲ့လိုတော့မလုပ်ဘူးပေါ့ဟုတ်လားအဲ့လိုတော့သတင်းမပို့ဘူးပေါ့အဲ့ပြားကိုတက်ပါပြီးပြန်တဲ့ဥစ္စာဒီနဲ့ပြန်တယ်တော့အဲ့ပြန်တဲ့ဥစ္စာဘယ်လောက်ပါလဲဆိုတော့တမိုင်ဝဲလို့ရှိရင်ဒီမှာတမိုင်လှည့်ပါပြီးပြန်နေတာအဲ့ပြန်တဲ့ဥစ္စာကြည့်ပြီးတော့မှကျန်တဲ့ပြားတွေကဟောက်ကောင်းသတင်းပို့ပြီးဆိုတော့သိတယ်ပြီးတော့မှအဲ့အနောက်ဘက်မှာရှိအနောက်ဘက်ကနေပြောင်းနေရိဆိုတော့အနောက်စူးစူးမှာသူဝင်တဲ့အရက်မှာဘာလို့ရှိကျန်တဲ့အဲ့ကြမှာကျန်တဲ့ပြားတွေကအကုန်လုံးခြိတက်သွားတာအပြန်လာကွယ်သွားတော့မယူဝမ်းနဲ့ဖောက်ကြပါလေကုန်ဆိုတော့အဲ့ဒီဝီလို့ပြောအဲ့ဒီပြားဝီကိုယူတာပြားအောင်တယ်အကုန်ထည့်ပေးတာဘယ်ပြားရမှာပဲပေါက်ခိုးသေးသွားပြီပြားကြီးမရောက်ဘူးဟုတ်လားသူတို့စီလို့ဘုကလောက်ကောင်းတော့ဆိုတို့မသားဘူးမပြီးဘူးဟုတ်လားပြောချင်တာတိရစ္ဆာန်ကလူတဲ့သားတာတွေအများကြီးရှိတယ်လို့ငါပြောချင်တာပါဒါပြည့်ဘယ်တိရစ္ဆာန်တဲ့ဆိုသားတဲ့ဥစ္စာလူမှာ၃မျိုးပဲရှိတယ်အဲ့ဒါကိုသမီးတို့ဖတ်ထားကြသားလေးတွေမှတ်ထားကြတိချက်တယ်ကျိုးကြောပညာကြီးတယ်နှစ်ချက်ကကိုကျင်တရားရှိခြင်းတယ်သုံးချက်ကအလှပကိုပြန်လို့ရခြင်းတယ်ကျိုးကြောပညာကြီးခြင်းဆိုတာခုထားလိုက်တော့ပြီးတော့ဆက်ပြောပါကိုကျင်တရားရှိခြင်းအဲ့တိရစ္ဆာန်မှာကိုကျင်တရားရဲ့လို့ဘာလို့မရှိဘူးသူစားရရှိတယ်တမေမတကောင်ကိုကြိုက်စားရတာပဲ။အော်ဒီတမကြီးစားလိုက်သူသားလေးတွေမိတဆိုးဖြစ်ရောပဲဒါသူကိစ္စမဟုတ်ဘူး။စားပြီးတော့ဝါပြီးထားပြခဲ့တာ။ပြီးရောကျန်တဲ့ဥစ္စာလာစားခွေးဆွဲထည့်မကြည့်တော့အဲလူတစ်မျိုးပဲကိုစားလို့ဝါရတဲ့နဲ့လေသူများစားတာမကြိုက်ဘူးဗျာ။တော့ပြောချင်တာကိုကြီးတရားအဲကိုကြီးတရားဆိုတာဘာလဲဆိုပြောတဲ့ခါကျတော့အတူဆုံးချက်ကကြီးဒီ၅ပါးသီလတွေပါဒီရှောက်ပြောနေရှုပ်နေလိမ့်မယ်ယူရည်
မိမိဒီဟုသောအကြောင်းကြောင့်တပါးသူကိုမထိခဲ့စေတဲ့ဥစ္စာကိုကျင့်တရားပဲဟာရိုးရိုးလေးရဲ့မိမိဒီဟုသောအကြောင်းကြောင့်တပါးသူကိုမထိခဲ့စေတဲ့ဥစ္စာစီကိုကျင့်တရားပဲနောက်တစ်မျိုးတော့အလှပကိုပြန်လို့ရချင်တယ်တို့ကဒီလူဆွေးဥစ္စာတွေကအဲ့ဒါလျှောက်ပြောတော့ဒီနေ့ညမိုးလင်းမလားမသိပါဘူးကွာကားလဲဘာတွေလျှောက်ပြောနေမှလည်းမသိဘူးတို့ကဒီလူတပြူရဲ့အလှပကိုလေဒီကောင်းပေါ်မှာရှိတဲ့ဇပီလေးရစားစဉ်းစားကြည့်ပါလားဟာဟိုလိုလိုဒီလိုလိုညီတို့ဘိုးဆိုစီဟုတ်လားဟိုအယောင်ဆိုလိုက်ဒီရောဆိုလိုက်ဟုတ်လားအဲ့ဒီမှာတော်တော်အာဟောကြကြတယ်လူတမျိုးပဲအဲ့ဒီမှာလည်းပြောပါဒီစရာလည်းခက်ကောင်းဟောတတ္တဝါထဲမှာရည်ရထားလဲလူတစ်မျိုးပဲရှိတယ်ဟာဟုတ်တယ်ဗျမင်းခွေးမရည်တတ်ဘူးဗျာမင်းဟုတ်ကြီးနေတယ်ဗျာဟုတ်ကောသူ့ကြီးနေတာမင်းမရည်တတ်ဘူးခွေးမရည်တတ်ဘူးရောက်တဲ့တိရစ္ဆာန်ဘယ်အကောင်မှမရည်တတ်ဘူးလောကမှာတဲ့ရည်တတ်တာလဲလူမျိုးပဲရှိတယ်ရည်စရာကောင်းတာလဲလူမျိုးပဲရှိတယ်ဟာစဉ်းစားကြည့်ဟုတ်ကောင်မလေးတွေသမီးတို့ပြန်စဉ်းစားကြည့်တော့ဘာမှပြောမှာတော့ဟုတ်လားတို့အဝိဇ္ဇာဝတ်တယ်အခြေခံစဉ်းစားကြတယ်ကဘာလို့ဖို့တုံဟောလုံအောင်လို့ချောအောင်လို့ဟုတ်လားအချက်ကြောင့်ဖုံးလောက်အောင်လို့အပူအေးလုံအောင်လို့နောက်ကြတဲ့ခါကျတော့ဘယ်နဲ့ဖြစ်လာလဲဆိုတော့ဖြည်းဖြည်းတည်းမလုံးကြီးနေပါစေလှပြီးရောဆိုတော့ဟာအခုဘော်ဒယ်တွေမင်းတို့တွေ့ပါပေါ့မလုံဘူးအဲ့မလုံတဲ့ဥစ္စာဘူးဟာအဲ့ဒီဥစ္စာပိုက်ဆက်ပေးကြည့်နေရဒါကြောင့်မို့လောကကြီးမှာလူတစ်မျိုးပဲတဲ့ရည်ရထားလဲလူတစ်မျိုးပဲရှိတယ်တတ်တော်တိုင်းမှာရည်စရာကောင်းတာလဲလူမျိုးတကယ်မှန်တယ်အဲ့အလှအပကိုတော့ကြတော့လှရင်ပြီးရောမလုံရင်နေပါစေဆိုမျိုးဟုတ်လား primary and secondary ခေါ်တယ်အင်္ဂလိပ်လိုတော့ဗราဏနဲ့တာမြင်ကြထိတ်တဲ့သွားဗราဏအောက်ဆင်းသွားဟာသူလူတွေကတော်တော်ရီဖို့ကောင်းတယ်တခါတည်းကစိတ်ပြတ်ဖို့လည်းကောင်းတယ်ထားလိုက်ပါတော့ရှောက်ပြောလေကိုယ်နေလေအဲ့ဒါထားလိုက်ပါတော့ပြီးတော့ကြတော့ဘာဖြစ်လာလဲဆိုတော့အလှအပကိုပြန်ပြောရရှင်တယ်အလှအပတကယ်ကိုအဲ့ဘယ်တရိษံထဲမှာမတူဘူးဥပမာကြီးကန်းလေးပါဒီပါအတောင်သွင်းတယ်ဟာအတောင်သွင်းတဲ့ဆိုကြီးကန်းလေးကကြည့်စမ်းတယ်ဆိုတာလှအောင်လို့မဟုတ်ဘူးသူကအတောင်ခတ်တော့လေလောအောင်လို့လုပ်တယ်ဟာသူကလေမရောလို့တာတို့လူတွေပါလာဒီခေါင်းကသပင်အမွေးလေးကိုတောင်လို့ပြောင်းလို့တယ်အခုသပင်ဖြောင်းတာဒီကောက်တာအဲ့ဒါကပိုက်ဆံငွေကြီးတစ်ခုပြည့်တယ်ဟာဘယ်လူတွေပါကိုမသိပါဘူးကိုလည်းမစစားဘူးထားပါတော့ပြောရင်လည်းဒီဗျာအခြေအပြစ်ကိုပြန်စဉ်းစားရတဲ့အလေးထားတော့သတိထားရမယ်။ဘာကြောင့်ငါလုတ်တယ်လဲဆိုအခြေအပြစ်ကိုစဉ်းစားရတဲ့ညင်လေးပါအောင်တော့ပြန်သတိထားအောင်ရိုးလေးစဉ်းစားရဖို့လို့ဒါမှလှတဲ့ဥစ္စာကိုမကြိုက်ဘူးလားဆိုတို့ကဒီပြမပြောနဲ့ကွာငါဟိုရန်ကုန်မြို့အလုံထဲမှာကနေခဲ့ပြီးတဲ့ဌာနလမ်းထဲမှာအဲ့မှာကော်တော်ကဒီဘာလို့ထားလဲဆိုတော့တာမယာကြီးရောင်းတာအဲ့တာမယာကြီးရောင်းတဲ့ကိစ္စကိုသူကရုပ်ပြီးရှိရလဲတာမယာကြီးအလုံး90လောက်နောက်ကချင်းနဲ့အလုံး90လောက်အဲ့ဒါကိုချင်းလေးနဲ့ထည့်ရောင်းတာသူကရောင်းဖို့ရောင်းတယ်ဘယ်လိုရောင်းလဲတာမယာကြီးတလုံးငါဗျာဆယ်ပြဖို့သုံးလို့ဝဲကြီးဝဲလိုက်မဝဲကြီးနေကြအဝေးကြီးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးဟာငါအဲ့ဒီကောင်ကတာမယာကြီးပွဲနေရတယ်စဉ်းစားကြည့်ပဲတာမယာကြီးတလုံးငါဗျာဆယ်ပြဖို့သုံးလို့ဝဲကြီးဝဲမဝဲကြီးနေအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဆိုဟာဘာတော့ဟာကိုရတာရောင်းတာတာမယာကြီးအတန်ကချေဆုပ်ဆုပ်နဲ့ပါပိတ်ချလိုက်ဒါပဲအဲ့လိုပုံသူကသံမယာသည်တလုံးငါဗျာဆဲပြဖို့သုံးလို့ဝဲကြီးဝဲလိုက်မဝဲကြီးနေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးဟာအဲ့ဒါသဘောကျတယ်
ဒီအလားပါခက်ဘူးလားပြောတယ်အဲ့ဒီအလားပါကိုတမိုးထရတာမျက်နှာထတာလူမျိုးပဲရှိတယ်တဲ့အဲ့တော့ပြပြောပါလူပါတဲ့လောကကြီးတစ်ခုမှာလူကားတဲ့တရိစ္ဆာအားလုံးတဲ့တာတဲ့အချက်ကြီး၃ချက်ပဲရှိတယ်တစ်ချက်ကကျိုးကြောင်းဆင်ញဉာဏ်ကြီးကြီးတစ်ချက်ကကိုကြည်တရားကြီးကြီးရှိခြင်းသုံးချက်ကအလှပကိုရန်တို့တမိုးထရရှိဘေးအဲ့ဒါတွေလျှောက်ပြောလို့ရှိရင်အများကြီးဖြစ်ကုန်လိမ့်ပါကွာငါစက်တဒါကြီးလည်းခွဲကားလိမ့်ဟိုတောင်လွဲကအောင်စင်းကသကောင်ချင်းကမှလျှောက်ပြောလို့ဖြစ်သေးတယ်ကဲထားလိုက်ပါတော့အဲ့ထဲမှာအရေးကြီးဆုံးချက်ကဘာလဲဆိုတော့ကျိုးကြောင်းပညာကြီးရအရေးကြီးဆုံးကလူချင်းချင်းမှာဟောဆိုလူချင်းချင်းမှာကြတော့ကျိုးကြောင်းပညာကြီးတဲ့လူကကျိုးကြောင်းပညာနေတဲ့သူကိုခိုင်းသွားတာပဲလွှမ်းမိုးသွားတာပဲကောင်းပြီလူမျိုးချင်းချင်းကိုဒီတိုင်းပဲသူ့ဘုံမှာပြီးကြိုဖြစ်သွားတယ်ဆိုတာအဲ့ပညာပဲဆက်ပြောရအောင်ပါဗမာပြည်ကြိုဖြစ်သွားတဲ့ကိစ္စဟာမင်းတို့ရွှေဘိုဘက်ကမင်းတွေကဒီမန္တလေးတဝိုက်မှာတည်းပြီးပြောပင်လယ်နဲ့မနီးလို့ဖြစ်သွားတာပင်လယ်နဲ့နီးလို့ဟိုးအောက်ရန်ကုန်လူနေရာမျိုးမှာနေပြီးတော့ထားလိုက်လို့ရှိရင်ကမ္ဘာပညာတွေအကုန်လုံးရသွားတယ်ဘယ်တော့မှကြုံမဖြစ်ခဲ့ဘူးပညာကိုမရခဲ့ဘူးကမ္ဘာပညာကိုမရခဲ့ဘူးဂျပန်ပြည်ဖြစ်သွားတယ်ဆိုတာငါပြောတယ်ဂျပန်ပြည်ကတကားဘိတ်ဝါဒနဲ့သူ့ကျွန်းလေးနဲ့သူနေတာနေတော့တနေ့မှကျတော့အမေရိကန်သင်္ဘောဆိုက်လာလိုက်တဲ့အခါကျတော့မှအဲ့ဒီအမေရိကန်သင်္ဘောနဲ့တွေ့တော့မှကမ္ဘာပညာကိုတွေ့တော့အမေရိကန်သင်္ဘောကပါလာတဲ့တနတ်ကိုတွေ့တော့ဂျပန်ကသိစင်လာပြီးကျန်ပါကြိုးစားပါသာပညာရအောင်လို့တော့ဂျပန်သင်္ဘောအဲ့အမေရိကန်သင်္ဘောပြန်ထွက်မြာတနတ်9လည်းဖြစ်သွားတယ်အဲ့ဒီမှာဒီမှာပညာသင်ရမယ်ဆိုတော့လွတ်တဲ့ခါကျပညာတော်စဉ်လွတ်တယ်ဘယ်လိုလွတ်တယ်ထင်တော့ဂျာမနီပြည်ကိုလွတ်တာတွေကိုဂျပန်လူမျိုး900လွတ်တယ်နားလည်လားတို့တိုင်းပြည်အစိုးရတွေကပိုက်ဆံသိပ်နှမျောတယ်အဲ့ဒီပညာတော်စဉ်တွေသူ့အကောင်မှမသိခဲ့ဘူးဒီနေ့ထိအောင်ပဲတကယ်ပြောတာထားလိုက်တော့အခုဒီနေ့ထိလည်းပဲတွေ့ကြည့်ပါလားစာရေးတဲ့ကလေးဆောက်ဖို့ကိစ္စအတွက်ကိုနေရာပေးဖို့နှမျောနေတယ်ဟုတ်လားဒီဘာလို့မတီးကြလဲခါဟုတ်လားဒီမျိုးပါရှိတယ်သူဘယ်သူအုပ်ချုပ်နေတယ်ငါမသိဘူးဥက္ကဋ္ဌလေးလည်းငါမသိဘူးတွေ့လည်းမတွေ့ဘူးဒါပဲတစ်ခုတည်းပြောနေတာကမင်းတို့လူငယ်တွေကိုငါပြောနေတာကဒီသူတို့ကခဏရှိပြီးသွားမှာဒါတကယ်ပြောတာကုတီဘာညာပြောတယ်ဥက္ကဋ္ဌပြောအတွေ့ပြောသူတို့ကခဏရှိပြီးသွားထာဝရလောကမှာစာကြီးတိုက်အဲ့ဒါကြက်သတိထားပါလူငယ်တွေကိုလည်းငါသတိပေးနေတယ်မင်းတို့အာနာရှိဖို့မကြိုးစားပါနဲ့ဩဇာရှိဖို့ကြိုးစားသမှာအာနာဆိုတာအထက်က1 2 3ဆိုပြုတ်သွားတာဆရာကြီးတခုကိုတော့ဘာတခါမှအာနာမရှိခဲ့ဘူးဒါပဲဒီကနေ့ထိယိုသေးနေရတယ်ဆရာကြီးတခုကိုတော့မိုင်းမိလိုက်သေးတာအဲ့ဥအောင်သားနဲ့သွားတဲ့ခါကျတော့ဆရာကြီးကသူ့ဝင်သွားတဲ့ခါကျတော့ဟာတိတ်ကြည်ရုံကောင်းတယ်တိတ်တနာဖို့ကောင်းတာပြောလိုက်အောင်ပဲသူတဲ့ငါသွားတဲ့ခါကျသူတိတ်ကိုတိုက်ပြီးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့တိတ်ချစ်တယ်သူအဲ့ဒီခါကျတော့သူ့အကြောင်းတွေပြန်ပြီးတခါလေးပြောတဲ့ခါအင်မတန်ဝင်းနေစရာကောင်းတယ်ခုတည်းထိသူဩဇာမလုပ်ဘူးငါလည်းမလုပ်ဘူး
အကုန်လုံးမလွတ်ပါဘူးတကယ်ချစ်ဖို့ကောင်းပါလေထားပါတော့ဘယ်ပြောချင်တဲ့ဥစ္စာမင်းတို့ပိုက်ဆံငွေကြီးဩဇာပိုက်ဆံငွေကြီးအာလာမပြောပါပါနဲ့မင်းတို့စာကြီးတဲ့လုပ်မပေးနိုင်ဘူးလားဟုတ်အရင်နှစ်ကလည်းငါပြောခဲ့တယ်တအိမ်တော်ကိုမင်းလက်ဖေးတစ်ခွက်ဘူးတစ်လမပေးနိုင်ဘူးလားတော့ပြီးတော့စာကြီးတိုက်ထောက်ပြီးဆိုရှင်ပြောအောင်ငါလုတ်ခဲ့တဲ့ဥစ္စာအောင်မြင်တဲ့နေရာကြီးအတွက်ကိုသာရကထားပြီးတကယ်ပြောတာနော်မရိယာရဲ့အထက်မှာကန်တောင်ဆိုတာရှိတယ်ရွှေတော်လို့လည်းခေါ်တယ်ရွှေကျင်းတဲ့ကောင်တွေလုတ်တာအဲ့ဒီနေရာမှာငါလုတ်ပေးခဲ့တာတကယ်ဖြစ်တယ်တကယ်အောင်မြင်နေကွန်ပျူတာနဲ့ဖြစ်နေပြီကျေးလက်တော့ရတော့မင်းတို့လိုဟာကြီးမဟုတ်ဘူးဒီလိုဇီးလိုဟာမျိုးမဟုတ်ဘူးအထက်တန်းကြောင့်မရှိဘူးအဲ့ဒီမှာလုတ်ပေးခဲ့တဲ့ဥစ္စာဟာသူတို့ပြောတယ်မင်းတို့လို့စာကြီးတိုက်ဆိုပြီးတော့ကြီးကြီးလုပြီးတော့ဗိဒကတ်သုံးဖို့ဒီဆွဲစုံကျန်းနေမလုတ်ပါနဲ့လို့မော်ဒန်ကာတော့တို့ရွှေသွေးတို့ဘာတို့ညာတို့အဲ့ဒါဒီထားပေးစားဘလုတ်တုတ်ထားပေးပါလို့ကလေးတွေစာအုပ်ထဲမှာမျောနေဖို့လူတယ်လို့ပြီးတော့သူတို့စာကြည့်ဖို့အတွက်ကိုလို့ငါပြောတဲ့ဥစ္စာဘာလုပ်ခဲ့ပဲဆိုတော့ကလဆိုင်တွေဘာတွေမလုပ်ပါနဲ့အရေးမကြည့်ဘူးလို့ကြီးကြီးဘီယိုကြီးတွေ